အခုဖြစ်တဲ့ပြဿနာကိုပေါ့နော်မဖြေရှင်းဘူးလားပြီးလို့ရှိရင်အတန်ရှိရှာနေကြတာထင်တယ်ဆိုတဲ့လူတွေကိုငင်းကပြောချင်တယ်ပေါ့နော်ဘာလို့ငင်းကမဖြေရှင်းလဲဆိုတော့ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ငင်းတငယ်ချင်းလည်းဖြစ်ခဲ့တယ်ကိုတငယ်ချင်းအရင်กว่าသိရမလားကိုတငယ်ချင်းအရင်ဖြစ်တဲ့အတွက်ကြောင့်မလို့မိန်းကလေးလည်းကိုချင်းလည်းစားတဲ့အတွက်ကြောင့်မလို့ငင်းဒီline ပေါ်မှာပေါ့နော်post တွေလည်းမတင်ဘူးအချက်လည်းမခွဲဘူးပေါ့နော်ဘာမှမလုပ်ခဲ့ဘူးပေါ့နော်အခုကသူတို့ကpublic မှာပေါ့နော် TikTok တွေမှာတင်လာတာဆိုတဲ့အတွက်ကြောင့်မလို့သူတို့အချက်ကိုသူတို့ကိုယ်တိုင်ခွဲတာကွာငင်းကလိုက်ပြီးတော့သူတို့အချက်ကိုခွဲနာလဲမဟုတ်ဘူးရုပ်လည်းမရုပ်မှာဘူးကွာအောက်တန်းကျရဲ့လို့ရလဲငိမ့်မလို့ဘူးကွာဟုတ်တယ်မလားပြီးတော့ငိမ့်သားလေးရှိရဲ့အတွက်ကြောင့်မလို့တသားလေးအတွက်ကိုပဲငိမ့်ရကြည့်ရဲပေါ့နော်အဲကြောင့်ငိမ့်ရတသားလေးအတွက်ကိုကြည့်ရဲတသားလေးကြောင်းတက်မယ်ပေါ့နော်ရှေ့အထိကိုငိမ့်ရတွေးပြီးတော့ပေါ့နော်နိဗ္ဗာန်နေကြိုက်တဲ့သူနဲ့ဖောက်ပြန်ငါစိတ်ဝင်စားဘူးငါသားလေးအတွက်ပဲငါကြည့်ရဲအတွက်ကြောင့်မလို့ငါနဲ့နေတော့မကွဲပေးနိုင်ဘူးလို့ညှိတယ်ပေါ့နော်အဲ့ဒါကိုသူတို့ကရှေ့ဆက်တိုးတယ်ဒါတော့သူတို့တမိုင်းကွာသိလားသူတို့တမိုင်းကိုသူတို့ရေးတာငင်းရတော့အေးစစ်စစ်ပဲဘာမှမဖြစ်ဘူးအဲ့အတွက်ကြောင့်မလို့တသားလေးနဲ့ငင်းနဲ့ပျော်ရွှင်လဲရှိပါမယ်ပျော်ရွှင်လဲရှိဆက်ပြီးတော့သွားပါမယ်ဒါတော့လာပြတာပါလူတွေစိတ်ပူနေကြလို့ပေါ့နော်စိတ်မပူပါနဲ့ငင်းကအေးစစ်ပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်